မင်္ဂလာပါဒီတစ်ခါ Honda Fit လေးတစ်စီးကျွန်တော်ထပ်မံရောင်းချပေးချင်ပါတယ်ဒီကောင်လေးကအဖြူအောင်လေးဖြစ်မယ်1.8ကာလာကုန်းနဲ့လာမယ်ပြီးတော့မှန်မဲမိကြောက်မှန်ဖြစ်မယ်2008ပေါ်တယ်ဖြစ်မယ်ပြီးတော့ original ပါကြောက် TV ပါမယ် steering volume control တစ်ချက်ပါမယ်ပေါ့လေပြီးတော့ရင်ဒီကောင်လေးတာယာလေးတွေသိချဖို့ကောင်းတယ်ဒီလိုနည်းလေးဆိုတော့ပတ်တယ်အပိုင်းလေးတက်လာတယ်ပြီးတော့ရန်ကုန် license HDR နဲ့ဖြစ်တော့နံပါတ်လည်းအရင်ငယ်တယ်မပါဘူးပြီးတော့ထုံးစံတိုင်းပဲကျွန်တော်ပြောနေတာဒါကတစ်စီးလုံးအတက်ခိုင်ရှိရိုးအစ်စ်ဘုံကအောင်တယ်ကျွန်တော်တခါပေါင်လေးကျွန်တော်ရိုက်ပြမယ်တခါမှရှိရဲ့ချိတ်တွေတခါကြားတွေနောက်ပတ်တာပေါ့လေကျွန်တော်ဒီကြားရိုက်ပြမယ်မိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်ကိုယ်ကြဒီမှာလည်းနိုင်ရောက်ကြည့်ရှုပြီးတော့ဝယ်ယူနိုင်ပါတယ်နောက်တစ်ခုကပါလဲဆိုတော့မိတ်ဆွေတို့တွေနားမလည်ဘူးဆိုရင် extra နဲ့ဒီခါကြည့်တတ်တဲ့မိတ်ဆွေတွေခေါ်လာပြီးတော့လည်းလာရောက်ကြည့်ရှုဒါလေးကတိုက်ခိုက်မရှိဘူးအမှတ်ခံပြီးကြောင်းချပြပါမယ်တောင်းလျှောက်အနေနဲ့ပါစားရစားတန်းနဲ့လည်းလုံးဝမှတ်တယ်နဲ့စာအုပ်လည်းမူရင်းမဲ့ပြီးတော့ပြောင်းလဲမှုဆိုပြီးရှိအားလည်းတိုက်ခိုက်ရှင်းတယ်တရားဝင်ရင်းစစ်ပြီးတော့ဝယ်ယူနိုင်တယ်ကျွန်တော်ကိုရောင်းချလာတဲ့ဟိုကတော့အမှန်နဲ့ကျွန်တော်ကလည်းကားနဲ့ပတ်သက်တဲ့စိတ်ချရတဲ့ဒီရှင်ကနေဝယ်ထားတဲ့ကားလေးဖြစ်တယ်။နောက်လည်းအမှတ်ခံပြီးတော့ရောင်းချပေးနိုင်တဲ့ကားလေးဖြစ်တယ်။စိုက်ကပါလေ။လုံးဝအပေါက်ပြင်းမရှိဘူး။ချိတ်တွေတိုက်ခိုက်လုံးဝမရှိဘူး။အားပေါက် frame တွင်းကားမှာရှိတဲ့ခုံလေးရတယ်။လုံးဝအပေါက်ပြင်းရှိခုံလေးလည်းတော့လက်သေးတယ်လို့ပြောလို့ရတယ်။ဟောစီလင်နေလည်းအကုန်တက်တန့်ရှင်းရှင်းတက်တန့်ရရပါပဲ။နောက်ကနေဆိုလည်းကျွန်တော်နောက်ဖုံးဖွင့်ပြမယ်။နောက်ကနေဆိုရင်လည်းစပယ်ဘိတ်ကမှာရှိတဲ့ချိတ်တွေလည်းဟိုက original အတိုင်းပဲစိတ်ကြံလို့ထားမရှိဘူးအတွန်းတိုင်းမရှိဘူးနော်ဒီတကားပေါင်မှာရှိတဲ့ချိတ်တွေကြီးစစ်ကြတော့ဒီပေါင်လာရှိတဲ့ချိတ်တွေကြည့်ရတယ်သူတို့ကြတော့ပြန်လုပ်ထားတဲ့ချိတ်တွေဖြစ်တတ်တယ်ဒီကနောက်ဖုံးမှာရှိတဲ့ချိတ်တွေကျွန်တော်ရိုက်ပြမယ်အခုကျွန်တော်နောက်ကမှာရှိတဲ့ချိတ်တွေဒီ original အတိုင်းပဲတော့တွန်းထားတိုက်ထားတာချိတ်တွေပြန်လုပ်ထားတာမရှိဘူးစိတ်ပြန်ပေါက်ထားတာမရှိဘူးပါလေးတော်တော်ကြမ်းနေတယ်။အောင်လေးရလေအဖြူအောင်လေးလည်းဖြစ်တယ်အယောင်လေးရလည်းတာတယ်။မမမီကြောက်လည်းအမှန်ဖြစ်တယ်။အဲကွန်ကတော့ယူကြောက်ချက်ပါပဲ။အဲကွန်ကျတော့ digital ဖြစ်တယ်။တော့ကလည်းယူတော့ပါပဲ smart ဖြစ်သေးပါဘူး။တော့မှair grade ပေါ့လေ air grade ကို smart အစုံနဲ့ပေါင်းဝိုင်းကားလေးလည်းရှိပါသေးတယ်။နိုင်လေးလည်းရှိသေးတယ်။ကျွန်တော်ဒီဘက်မှာရှိရဲ့စီတိုင်းလေးပုံးတွေပါလေဒေးချာဖွင့်ပြမယ်။ဟောပါဗျာအဲ့ဒါကြီးအစားတော်တော်ကောင်းသေးတယ်။ကားလေးတော်တော်ကျန်သေးတယ်ကားလေးရတယ်။ဒီကားမှရှိတဲ့ချိတ်ဒီဘက်ကကျွန်တော်ရက်ထားတာကတ်တော့ခါဖွင့်အောင်တိုင်ပတ်ကြာရတယ်။စိုက်ကပါလေအစားကြည့်။ဟောနောက်ခေါ်ဟိုဘက်ချန်နဲ့ဒီဘက်ချန်ဟောအတင်းကြီးရိုင်းပေါက်နေတာပြဲနေတာစုပ်နေတာရှိတယ်ဒီဘက်မှာကျတော့ကားရဲ့ main plate ရှိတယ်ပေါ့လေကားမှာရှိတဲ့ချိတ်တွေကျွန်တော်ရိုက်ပြမယ်ပြီးကျွန်တော် engine ကလည်းရိုက်ပြမယ်ဒီကောင်လေးဒီကောင်လေးကဒီမှာငါ conscious နဲ့ထွက်မယ်မမမီကြောက်မှန်ပါပြီဒါလေးလည်းရိုက်ပြထားပါတယ်ပြီးတော့ရောင်မှုတက်လေးလည်းရိုက်ပြမယ်ကောင်ရဲ့မိတ်ဆွေတို့အနေနဲ့ဟိုဘာမှပြန်ပြီးတော့တိတ်လုံးစရာမလိုလက်တင်စီနေထားရဖြစ်ပေါ့လေအဲကွန်လည်းအေးတယ်ဒီကပေါ့လေကောင်းတယ်အင်ဂျင်ကကောင်းတယ်လက်တင်စီစီစားလက်သက်တာမျိုးရင်းမှာသုံးရတာတော်တော်အဆင်ပြေရပါဘူးဒီစက်ကအဲကျွန်တော်ပြောစရာမလိုတော့ဦးဒီတိုင်းကြီးပေါ်တန်းနေတော့ကျန်နေနတ်လို့ရဒီတိုင်းကြီးပေါ်တန်းနေတော့မရှိတော်တော်ကျန်နေတဲ့ကားလေးဒီကြီးစက်ကကျွန်တော်ရိုက်လို့ရတဲ့လောက်တော့ရိုက်ပြမယ်ဒီကောင်လေးကလုံးဝအတိုက်ခံမရှိအမခံနေတော့ပြန်တောင်းပေးမယ်ဂျားရီဒါတွေကကြီးစက်ကကြောက်တခြားကိုတက်ဂရောင်းနဲ့ချင်းတော့ကျွန်တော်နေရတဲ့လောက်ရိုက်ပေးမယ်ကင်မရာနဲ့ကြတော့ဒီမိတ်ဆွေတွေအပြင်မှာလာရောက်ကြည့်ရှုလို့ရတယ်ကအတိုက်ခံမရှိဘူးကျွန်တော်လည်းအာမခံပြီးရောက်ပါကားလေးဖြစ်တယ်ပြီးတော့ဒီကားလေးကိုလေကျွန်တော်ဘယ်လိုလိုမျိုးကိုရောင်းချင်လဲဆိုတော့တေးသေးချာချာယူဆိုင်ပြီးတော့တင်း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 ကိုင်းတဲ့လက်ထဲကိုကျွန်တော်ထည့်ပေးခြင်းဟုတ်ကဲ့အဲ့တော့ဆိုတော့ဘာလဲတကယ်ချုပ်ဖို့ကောင်း
လူငယ်လေးတွေပေါ့မိန်းကလေးတွေယောက်ျားလေးတွေကလေးလေးတွေအဲ့လိုမျိုးတွေစီးတဲ့နေတာကျွန်တော်ဆက်လို့ရမယ်ပြီးသွားတော့ဒီမှာအဲ့ကွန်တွေမှာကြောက်ကြပါပဲဟောကျွန်တော်ပါတော့ TV ဖြစ်မယ်ဒီတော့ရင်စီးတင်နေရလဲသူကနေလို့တသက်ရရရှိသေးပွေ့တန်နေတာပဲဒီပတ်နေရရှိဒါဘောလုံးတွေကအကုန်လုံးပဲကြောင်းတာတိုးချေမုတ်ပြောင်းတာလည်းအကုန်ဟုတ်တယ်โอเคတယ် dashboard တွေပါညာရလဲကောင်းတယ်ဒီစီရဲ့ကောင်းတဲ့အတိုင်းပဲဒီကောင်ကအင်ဂျင်ပါဝါတော့1.3ကျော်တဲ့အတွက်ဆွဲချုံကတော့မိုက်တယ်ဆက်တော့တခြား1.3တွေရှင်းရတယ်စီစားလည်းတက်တာတယ်ဒါကြောင့်ဝိတက်လေးပေါ့ဝိတက်လေး license ရတယ်2029ရှင်းလာပါလိမ့်ရှိဆိုတော့ဒီလိုအနေနဲ့ license ကတစ်နှစ်နီးပါပေါ့တစ်နီးပါစီးလို့ရတဲ့ကားဖြစ်တယ်ပြီးတော့ကောင်းစားစရာဒါလေးအားသာချက်တွေတော့တော်များတယ်ကျွန်တော်ကင်မရာနဲ့မိတ်နေတယ်လို့ဒါလေးပြင်ဖြစ်တယ်အဲ့တော့မြင်ရပါပြီဝက်စီလေးနဲ့လေးချမြင်ရနော်ငငမီတွေလည်းအကုန်ပေါင်းတယ်နိုင်ချုံမှန်ခောက်တွေလည်းအကုန်လုံးလို့တယ်တင်မှန်ချတယ်အကုန်လုံးလို့တယ်အကုန်လုံးအဲ့အောက်မှာလည်းတော့အပေါက်ပြရမရှိဒီရထိုးရတက်ကြည့်ဟိုကလို့ဒီကဆောင်းလာတယ်တုံလာတယ်အင်းကြီးတုံလာတယ်ဟုတ်ကဲ့ဒါဆိုတော့ဒီကားလေးကိုစိတ်ဝင်စားရင်ကျွန်တော်ဖုန်းနံပါတ်430 985လေးကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဈေးလေးကတော့880နဲ့ရောင်းချပေးမှာဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်